ဂျာကြီးအေးအဝင်ပြောလေ ကျွန်တော်ပြောတာရှိလို့ အေးပြောလေဝင် ဟာနေရတငယ်ချင်းတယောက်ကဟိုသူအလှကုန်ဆိုင်ဖွင့်နေတာဂျာကြီးရဲ့အဲ့ဒါဒီဆိုင်မှာလက်ကရလား ရရညီလေးကိုတို့ဆိုင်မှာလက်ကားပေးရလေ ဟောဟုတ်ကဲ့အားဆိုရင်ကျွန်တော်ဂျာကြီးလည်းပြန်ပြောမယ်နော် ဩညီလေးတကယ်ချင်းဘယ်လိုလာမှာလဲမသိ သူဒီနေ့မှာဂျာကြီး အေးဟုတ်ပြီသူလာရင်အခုလာပြောလိုက်နော်အခုအစင်ပြန်လုပ်ပေးမယ်ဟုတ်ပြီလား ဟုတ်ကဲ့ဟုတ်ကဲ့ အေးဟုတ်ပြီ ဟဲ့လားဟဲ့မင်းငါဒီမှာဝါရှော့နေရအောင်အကုန်လုပ်ပြီးပြလိုက်ဂျာကြီးပြောရတယ်မင်းလည်းအဆင်ပြေအောင်ပေါ့နော်ဒီဟုတ်တယ်လို့ဆိုတော့အဆင်ပြေလား The original 6ခုဟုတ်ရဲ့ဝင်အော်ဟုတ်ကဲ့မင်္ဂလာပါကိုဟုတ် ဟုတ်မင်္ဂလာပါကို မင်္ဂလာပါခင်ဗျာ အခုဟိုတော့လေကျွန်တော်နေပါလေအလောက်ကိုပစ္စည်းဆိုင်လေးပြန်ဖွင့်ချင်လို့ဗျာကျွန်တော်လက်ကားစင်းလေးနဲ့လုပ်ပြီးလို့နော် ဟုတ်စိတ်ချပါကိုကျွန်တော်လက်ကားပေးလို့ရတဲ့ပစ္စည်းတွေအားလုံးကျွန်တော်လက်ကားထားပေးမယ်နော်ကျန်တဲ့ပစ္စည်းတွေကိုလည်းအခုနေမှာပြန်ရောင်းလို့ရအောင်လို့ကျွန်တော်ဈေးသက်သာဆုံးထားပေးမယ်နော်ကိုနော် ဟုတ်ကဲ့ပါကိုဟုတ် အခုလိုက်ကြည့်လိုက်ပါကိုအခုလိုချင်တဲ့ပစ္စည်းတွေရေစုံလိုက်ကြည့်လိုက်ပါနော် ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဗျာဟုတ် ဝင်အဲ့တဲ့အချက်လေးလိုက်ပြလိုက်နော် ဟုတ်အခုအဲ့ဒါကျွန်တော်လိုက်ဝင်လာမယ် အေးစေးကြည့်နော်ကိုအေးစေးကြည့်ပါဟုတ်ကဲ့ မင်းကြီးပစ္စည်းကိုဆက်ပြီးချိန်ပါလားမဆိုင် ဒီကောင်လေးလည်းရောင်းလောက်တယ်ပါ နော်မာတယ်နော် ထက်ထဲနော်တင်စလိုက် ရနှကန်းလေးလုံးဝ နှကန်းကြီးဆိုလို့ရှိရင်နှကန်းကြီးဆိုရင်ဒီရက်ကောင်းတယ်ဖေလာရက်ဖေလာဆိုရင်အေးနေဘက်ကကောင်မလေးကြိုက်မှာပါဖေလာဘီစတာလေးအဲ့ဒီကြိုက်လိုက်ထဲနော် ထည့်ပါလား ကဲပြန်ရှင်းမယ်ကောင်းလားမထားကြပြီနော်ဒီတိုင်းအကုန်လုံးစရောင်းကောင်းမှသိလားငါတရားထည့်ပြီရနော်ငါကုန်လာပြီ အေးပါကဲ အခုပတ်စံအားလုံး90နဲ့2သိန်း3လောက်ကြပါတယ် ဘာဆက်နေလဲ3000 ဟုတ်ကဲ့ အာရောအဲ့ဒါမှခတ်ပြီပါ ဟောလေမင်း ငါပါလာတဲ့ပတ်စံလေးမလောက်တော့ဘူးကွာ မင်းဘာလို့လို့ 10သိန်းအမောက်တော့လိုမယ်ကွာ စေးလေး ရောက်ခဏနေငါပန်းမှာတတ်ထုတ်ပြီမှာကွာ ဟာမင်းအချိန်လေးကြည့်ဦးနေကွာအခုဗန်ပိတ်နေပြီ အဲ့ဆိုငါဘယ်လိုလုပ်မလဲ မင်းကဗန်ပိတ်နေပြီပတ်စံလည်းလူရဆိုခန့်နေကွာမင်းမျက်ဖက်ညောက်ချဗန်ကောက်လာပြန်ပြတ်ရမယ်နော် အဲ့ဆိုတော့ငါမနေ့ပြန်ပန်းထုတ်ပြီးတော့လာပေးလို့ရတယ်လေကွာ ဒီမင်းဘက်ကတိတ်ကြရဆိုလို့ရှိရင်ခဏဆော့ငါမနေကြတော့ပြလိုက်အောင်မယ် အေး နော်ဒီတော့ခဏဆော့နော်โอเค ညီမလေးခဏနေနော် ဟုတ်ကဲ့ဘာများအဆင်မပြေလို့လဲပေါ့ ဟောအကိုကြီးကျွန်တော်ဈေးဝယ်လိုက်တာလေလက်နဲ့လွန်သွားတော့ဗျာကျွန်တော်ပါလာတဲ့ပတ်စံမလောက်ဘူးဖြစ်သွားလို့ကွာ10သိန်းလောက်လိုတော့လေအဲကျွန်တော်မနေ့ပြန်ပန်းထုတ်ပြီးမှလာပေးလို့ရလားမသိဘူးဗျာ မပြန်ကန်ထုတ်ပြီးမှဆိုတော့အဝင်တငယ်ချင်းဆိုတော့ကျွန်တော်အစင်ပြန်လုပ်ပေးလိုက်ပါမယ်အဝင်ရလည်းဒီမှာလုပ်တာကြာပြီလေဗျာ ဟုတ်ကဲ့ဟုတ် အဲဆိုရင်ကိုဗန်ထုတ်ပြီးရင်တော့ဆက်လာပြီနော်ကိုနော် ဟုတ်ကဲ့ကိုကျွန်တော်မနေ့ပြန်ပန်းထုတ်ပြီးတော့ဆက်လာပြီးပါတော့ကိုနော် ဟုတ်ကဲ့ပါ ကျေးဇူးပါနော်ကိုနော် ရပါတယ်ကိုရပါတယ် ဟုတ်ကဲ့ဟုတ် အမကန် အဝင်တခြားထည့်ပေးလိုက်နော် တော်သေးတယ်ကွာမင်းတို့ကြာရလဲစိတ်ကောင်း မရထုတ်ပြီလားနော် ဟောမခိုင်ကျွန်တော်လေဆိုင်ငယ်လေးခဏအောင်ပေးပါဗျဗန်လေးပတ်စံတထုတ်ခြင်းတော့ ။အော်ဆိုင်ငယ်လား။ကိုဟိုမလေးယူလိုက်ဆိုင်ငယ်တော့ ဟုတ်ကဲ့ဟုတ်ဒါနဲ့ဟိုလားလေကျွန်တော်တကယ်ကြီးအဝင်တို့ပြောလိုက်အောင်နော်ကျွန်တော်ဗန်သွားတယ်လို့နော် ။ဟောဟုတ်ကဲ့ပြောလိုက်မယ်နော် ဟုတ်ကဲ့ ရှင်မရေ ။ရှမ်း အဝင်တရားငါမတွေ့မိပါလားဟာ ရှာကြီးဝင်လာရလေရှာကြီး ငါရလား ဟုတ် အေးပြောဟာဆင်ရလည်းမနေတော့ဘူးဝင်တငယ်ချင်းဆိုတဲ့ကောင်လည်းငါအခုချိန်ဒီပတ်စံလာမပေးသေးဘူးဒီကောင်နှစ်ကောင်ပေါ်ပြီးငါကင်ကြီးကြောက်သွားပြီလားမသိပါဘူးကွာဖြစ်သေးပါဘူးကွာအလုတ်ဆင်းရင်တော့ငါအဝင်အိမ်လိုက်ပါအောင်ပါပဲဝင်ရဝင် ရ ဝင်လူရှိလား ရှိတယ်အေး အေး ။ကြိုက်လာလေ ထိုင် အမေးစီလာထိုင်မှုလာတာမဟုတ်ဘူးဘာမှလည်းမသိငယ်ချင်း ဟာဟဲ့မင်းတွေ့လားမလားက ။အာတွေ့တယ်မနေ့ကဘန်ကုန်သွားဖို့ဆိုရင်ဆိုင်ငယ်တော့ငှားပြီးတော့ဆိုင်ငယ်လဲယူသွားတယ် ဘယ်ဘယ်အောင်သွားတာမိုးချုပ်တော့မယ်မင်းတငယ်ချင်းငါ့ကိုပတ်စံပေးရမှာဒီနေ့ရောက်မလာဘူးအဲ့ဒါမင်းဘယ်လိုရှင်းမင်းမှာ နေပါမို့စစ်ဆက်ခဏလေးကျွန်တော်ဖုန်းဆက်ပြီးမေးကြည့်ပြီနော်ဖုန်းဆက်တော့နေလို့ဟာဒီကောင်ကဒုက္ခပဲကွာ ဟဲ့ဒီကောင်ဖုန်းဆက်လို့မရ ရငါဝိတဲ့ကြောင်ပဲလုပ်မနေနဲ့မင်းတို့တငယ်ချင်းနှစ်ယောက်ပေါ်ပြီးငါစီရပတ်စံနေလည်သွားတယ်မလားမင်းတောင်ကိုရောမယ်အဲ့ဒီစားရှင်းဦးရှင်းပဲ ကျွန်တော်တောင်းမှကြာကြီးရနော်ကျွန်တော်လက်ဖက်ညာတကယ်ရှင်းပါမယ်ဒီကိစ္စကိုတကယ်လို့ဒီကောင်တောင်းပြီးဆိုရင်ကျွန်တော်ကိုယ်တိုင်ဆက်ပေးပါမယ်ကြာကြီး ဟုတ်ပြီမင်းရောမင်းတငယ်ချင်းရောကမနေ့ပြန်ပြီးစောင့်မယ်မနေ့ပြန်ပြီးမှရောက်မလာလို့ရှိရင်တက်ဆိုင်ရမှာငါစကားပြောမယ်မင်းနဲ့ ကွာဒီကောင် ။ရှင့်ကိုပြောပါတယ်အားကြောင့်မို့ရှင့်တငယ်ကြီးကယုံရောယုံကြည်ရလားလို့ ဟာနီးစမ်းကွာမင်းရစိတ်ညစ်ရတယ် ။ရှင့်သူနဲ့ပေါင်းပြီးတော့ပတ်စံနေလောင်းစားလောက်လိုက်တာမလား ဟဲ့င
ငါဒီမှာနေတယ်မင်းတွေ့ဘူးလားဟမ် ရှင်ကျမမလိုက်နဲ့အဲ့ဆို तू ကဘယ်ရောက်သွားလဲဆိုင်ငယ်လဲပါသွားပြီဘယ်လိုလုပ်မလဲအခု ဒီပါဦးခဏစောက်ကြည့်လိုက်အောင် ဂျာကြီးကလည်းအခုတက်ဆိုင်ရနဲ့ပြောမယ်ဆိုတော့ထောင်ကြဘယ်လိုလုပ်မလဲ ဟာငါရှင်းပြပြောနေဟာနင်ကတမျိုးငါကြီးရဲ့ ရှင်ကတော့ဒုက္ခပါပဲ နော်ဒီကောင်တော့ငါတွေ့မယ်ဟဲ့မင်းကပြန်လာရသေးဘူးဟလားဟမ်ဟဲ့ဟဲ့မင်းပြန်သေးဟာ ဟဲ့မင်းကဘာလို့ထိုးရလဲ ဟဲ့မမေးနဲ့မင်းကဘာလို့ထိုးလဲမမေးနဲ့မင်းလို့ရစောက်လို့ရမသိလားဟဲ့မသိလား ငါဘာလောက်လို့လဲတကယ်ချင်း ဟမ်မင်းကအာမခံနိုင်ငွေကြီးလေဟဲ့ပတ်စံမများဘူးဆိုတော့တိတ်ခါတော့ရှိရဲ့ ဟဲ့ငါပြောတာနားထောင်အောင်တကယ်ချင်းငါပြောတာမင်းနားထောင်အောင် ပြောမပြောဟဲ့ပြော မနေ့ကမင်းအမခံမိရတယ်ပတ်စံကို အေး ငါ ဟုတ်တယ် သူ့ဆိုင်မှာငါသွားပေးခဲ့တယ်ဒါပေမဲ့မင်းတို့ဂျာကြီးကမရှိဘူးကွာ မင်းပေးခဲ့ဆိုမန်နေဂျာငါ့ကိုလာပြောစရာအကြောင်းမရှိဘူးနော်ဟဲ့ မင်းတို့ဂျာကြီးမရှိဘူးတကယ်ချင်းတာဝန်ကောင်ငါပေးခဲ့တယ်အဲ့ပတ်စံပေးပြရတယ်အခုငါမနေ့ကနေပြန်မှာမဟုတ်လို့မင်းဆိုင်ကိုငါလာပြန်ပို့တာမင်းအိမ်မှာ မင်းကအခုယုံကြည်လို့ညငါ့ကိုသူများဆောက်ကလာခံယူပါပြီအဲ့တော့မင်းထောက်ပါလိုက်ရအောင်မင်းဆောက်ကမြင်ညုံထောက်ပါ မင်းမို့လို့ပြောရတယ်နော်တကယ်ချင်းချင်းချင်းအေးပါကွာမင်းသွားဆိုတော့ငါသွားပါမယ်ဒါပေမဲ့မင်းတခုတော့မှတ်တာငါတို့နေသူနေသားတွေကသူ့ရဲ့ယုံကြည်မှုဖယ်တော့မှလက်သုံးစားမလို့ဆိုမင်းမှတ်တာတကယ်ချင်းတော့သွားပြီရော သွားရအောင် ဂျာကြီးဖုန်းဆက်လာပြီဘယ်လိုလုပ်မလဲ ဟာ ကိုင်းလိုက်ပါ ဘာ ဦး ကိစ္စရှိမှာကိုငါစိတ်ညစ်လိုက်တာကွာဟယ်လိုဂျာကြီး ဝေးငါပြေးတွေ့တယ်ရှိတယ်ကွာ ဟောကဲ့မပြောပါခင်ဗျ ဒီနေ့မင်းတကယ်ချင်းဆန်တော်ကန်တယောက်ကိုပတ်စံလေးလာပေးပြီးသွားပြီနော် ဟမ် ဟုတ်တယ်ဒီနေ့ငါရှိတော့မှဆိုင်မှာလာပေးသွားတယ်အဲ့ဒါငါမသိတယ်လို့နော် ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ ပြီးတော့ငါမင်းရောတခါလေးတွေ့လိုက်မယ်ငါပြောခဲ့တာကြီးတော့ငါတောင်းမယ်လေကွာပြီးတော့နောက်နေ့ကျရင်မင်းလို့ပုံမှန်လာပြန်နေလိုက်နော် ဟုတ်ကဲ့ပါဂျာကြီး ဟဲ့ဘယ်လိုလုပ်မလဲရှင်ကလည်းတစ်ဖက်သားကိုပြောလိုက်တာ မင်းမငါလုံသွားရတာမသိဘူး လွန်သွားတာပေါ့ရှင်းဘက်ကမှားတာပေါ့တစ်ဖက်ကဖြည့်ရှင်းချက်ကိုရှင်းကမတိချာနားမထောင်လား ငါစိတ်နာတော့မင်းမငါမှားပါပြီကွာငါမှားပါပြီငါဘာမှမစင်ရင်မင်းနဲ့ငါအတင်းကြီးယူတောင်းမှုငါဆောက်ပါပြီဖြစ်သွားပြီမတောင်းမှတကယ်ချင်းอ่ะဘလို့တကယ်တောင်းမှမှာလေကွာ